ငါးကြီးစီဆိုတာက omega 3 fatty acid ကိုဆိုလိုတာပဲဖြစ်ပါတယ်ဒီအဆီကခန္ဓာကိုယ်အတွက်လိုအပ်တဲ့ကောင်းတဲ့အဆီတစ်မျိုးဖြစ်ပါတယ်ဒီအဆီကိုခန္ဓာကိုယ်ကသူ့ဟာနဲ့သူလုံလုံလောက်လောက်မထုတ်နိုင်ပါဘူးဒါအတွက်ကြောင့်မို့ဒီအဆီကိုရဖို့အတွက်ဆမတို့တွေကအစားအသောက်တွေကနေပဲဖြစ်ဖြစ် supplement လို့ခေါ်တဲ့ဆေးဝါးတွေကနေတစ်ဆင့်ပဲရယူရတာပဲဖြစ်ပါတယ်ဒီငါးကြီးစီ omega 3ကကျမတို့ခန္ဓာကိုယ်ရဲ့မကောင်းတဲ့ cholesterol တို့ triglyceride တို့စတာတွေကိုလည်းရှော့ချပေးတဲ့အတွက်ကြောင့်မို့နှလုံးကျန်းမာရေးအတွက်ကောင်းစေပါတယ်။နောက်တစ်ချက်ကပေါ့နော်အုံနောက်အတွက်လိုအပ်တဲ့အဆီပမာဏဖြစ်တဲ့အတွက်ကြောင့်မို့ကလေးငယ်လေးတွေမှာဆိုရင်လည်းအုံနောက်ဖွံ့ဖြိုးမှုအတွက်ကောင်းမွန်စေနိုင်တယ်လို့လူကြီးတွေမှာဆိုလည်းမှတ်ဉာဏ်နဲ့အာယုံစိုက်မှုကိုပို့ပြီးတော့အားကောင်းစေတဲ့အတွက်ကြောင့်မို့ငါးကြီးစီကိုတောက်တင်ပါတယ်။နောက်တစ်ခုကမျက်လုံးကျန်းမာရေးအတွက်လည်းကောင်းတယ်အဆစ်ရောင်နာတွေအတွက်လည်းဒီငါးကြီးစီကတက်တာစေတဲ့အတွက်ကြောင့်မို့ငါးကြီးစီကိုတော့တောက်တင်တဲ့စီမိဝဲတင်တဲ့စီလို့ပြောလို့ရပါတယ်။ omega 3ကိုဆရာမတို့တစ်ရက်ကို250ကနေ900 mg ကြားမှာမိဝဲတောက်သုံးပေးလို့ရပါတယ်။တကယ်လို့ကိုကဆေးမတောက်ချင်ဘူးဆိုရင်တော့ဒီ omega 3ပါဝင်တဲ့ငါးပေါ့နော်ဆယ်မွန်ငါးလိုငါးတွေစားလို့ရတယ်ပြီးပြီဆိုရင်တစ်ကြားသီးတစ်ကြားဆေးအစစ်အဆန်တွေကိုစားလို့ရပါတယ်။လိုအပ်တဲ့ပမာဏထက်ပိုပြီးတော့အများကြီးတောက်သုံးမိတယ်ဆိုရင်လည်းသူကခန္ဓာကိုယ်အတွက်မကောင်းပါဘူး။သွေးယိုစိတ်နာတွေဖြစ်နိုင်ပါတယ်။နောက်တစ်ခုကကြတော့မူးဝေပြုတ်အန်တာတွေဖြစ်နိုင်ပါတယ်။ငါးကြီးစီ omega 3တောက်မယ်ဆိုတိုင်းမှာအစာနဲ့တူတူတောက်ဖို့မမေ့ပါနဲ့။အားလုံးကိုကျေးဇူးတင်ပါတယ်။ကျွန်မဒေါက်တာ Grace ပါ။